ကျွန်တော်တို့နိုင်ငံအခု AR တိုင်းကိုအခုเนาะရန်သူတပုံတွေကဖြက်စီးဖို့ကြံစီနေပြီအဲ့ဒါကိုAR တိုင်းကိုမတိုက်ပါဘူး AR သားတွေရှိပါတယ်လို့မလုပ်နဲ့ကိုဗန်နံပါတ်833ကြအားလုံးက AR တိုင်းသားတွေအများကြီးရှိတယ် AR တိုင်းသားတွေကတတိရှိတယ် AR တိုင်းသားတွေတတိရှိတယ်လို့မရဘူးเนาะကျွန်တော်ဒီ AR တိုင်းနဲ့ပတ်သက်လို့အကြမ်းဖက်လက်နက်ကင်တောင်းတန်းသူတပုံက AR တိုင်းကိုတိုက်ခိုက်တာကိုနိုင်ငံခေါင်းဆောင်ကကြည့်နေခဲ့ရင်တော့နာမည်တက်ပြီးတော့တက်ဆဲမှာတော့ကျွန်တော်တခါလဲပြောထားတာနာမည်တက်ပြီးတက်ဆဲမှာတော့ကျွန်တော်နာမည်နဲ့ကိုတက်ဆဲမှာ AR တိုင်းတစ်ခုခုဖြစ်တာနဲ့နိုင်ငံကိုအုပ်ချုပ်နေတဲ့ကောင်ကိုနာမည်တက်ပြီးတော့တက်ဆဲမှာကျွန်တော်တော့ဒါကျွန်တော်အမှန်တိုင်းပြောတာနော်ရန်သူတပုံကနေရအနှံ့ပြောင်းထိုးစစ်ဆင်နေတာကိုအခုချိန်ကြီးကျွန်တော်တို့ဘာမှမပြောသေးဘူးနော်ဒီလောက်ထိလှုပ်လာပြီဟဲ့ဆိုရင်တော့ကျွန်တော်တို့လည်းတော်လန်ရပါလိမ့်မယ်